လောက်ပြနေဆိုတော့ဒီကောင်ကောင်းနေပေါ့နော်ဒါဆိုရင်ကျွန်တော်ပန့်ကိုပြန်ပြီးတော့အတစ်လဲပြီးတော့ပြန်တက်ပြန်မှာပဲဖြစ်ပါတယ်ဒါပြန်တက်ပြီးတော့ကျွန်တော်ဆိုင်ငယ်မှာတက်ပြီးတော့စမ်းပြန်မှာပေါ့နော်ဒါဆိုရင်တော်တော်လေးကိုအဆင်ပြေနေလို့ပြောလို့ရတယ်ပေါ့နော်ဒီမှာဆိုကျွန်တော်တို့ဒါပြန်တက်တယ်အတွင်းထဲစီစစ်စကားတွေလည်းမကောင်းလို့ဆိုပြီးကျွန်တော်တို့လဲပေးလိုက်ပါတယ်အကုန်လုံးပဲအစ်စ်ပါပဲပန့်အထိုင်ပဲကြံနေခဲ့ပါပန့်ဆိုရင်စီစစ်စကားတွေလဲပေးလိုက်ပါဒါကတော့ပန့်တက်ပြီးတော့ကျွန်တော်တို့ပြန်တက်နေရပဲဖြစ်ပါတယ်နက်တွေကိုလည်းတည်တည်ချာချာလေးကြက်ဖို့လိုပဲပေါ့နော်ထောက်နေတာမျိုးပါမျိုးဆိုရင်လည်းကျိုးပဲ့သွားနိုင်တယ်ပေါ့နော်အဲကြောင့်မလို့တခြားလေးပြန်ကြက်ပြီးတော့ကျွန်တော်တို့ဒီမှာတည်တည်ချာချာလေးပြန်လောရမှာဖြစ်ပါတယ်မလောဖို့လည်းအဓိကတိုက်တွန်းနေပါတယ်ဒါကိုတခြားလေးလှုပ်ပြီးတော့တခြားလေးလှုပ်ပြန်ကြက်မယ်ဆိုရင်တော့ဘာမှတော့ခက်ခဲကြမယ်ဒါပန့် pressure တိုင်းတာပေါ့နော်တိုင်းပြီးပန့်လဲပြီးတော့ပန့် pressure တိုင်းတာပဲဖြစ်ပါတယ်ဒီမှာပေါ့နော်ပန့် pressure လေးကိုတခြားလေးတစ်ဖက်ကပိတ်ထားပြီးတိုင်းမယ်ဆိုရင်ဒီဒီမှာ40 psi ယူရပေါ့နော်ကြော်တော့ကြော်ဒီပန့်လည်းငြိမ်နေငြိမ်နေပန့်တယ်လည်းအဲ့လောက်ကြီးလည်းမကြမ်းဘူးပေါ့နော်အဆင်ပြေတော်လေးပြေလို့ပြောလို့ရတယ်ကျွန်တော်တို့ဆက်ထိုးကြည့်မှာဖြစ်ပါတယ်သူ့ရဲ့ light data ကိုကြည့်မှာပဲဖြစ်ပါတယ်အဲ့တော့ MSC 900နဲ့ထိုးပြပါတချို့ဆက်တွေအမျိုးမျိုးပြောင်းလဲတာနဲ့အများရှိရပေါ့နော်ကျွန်တော်အရင်လူကတော့ဒီမှာ TP လည်းဖြုတ်ဖူးထားရတယ်တူပြဒီမှာ error ထဲမှာတော့ TP ရဲ့ IND ရပြနေပေါ့နော်ကျွန်တော်အဲ့ဒါလေးကိုကျွန်တော်ကြည့်ပြီးတော့ reset ရှာပေးမှာပဲဖြစ်ပါတယ် TP ကတော့ဘာမှဒီမှာလောက်တာတော့အဆင်မပြေဘူးပေါ့နော်သူကအရင်လူကကြောက်လဲဒီလီဗာကျိုးနဲ့ဟိုသူကစလိုးချိန်နေလို့ပြောတယ်ဒီဘိန်းနေရကြောက်ဗျအဲ့လိုရန်တမ်းမျိုးလဲလုံးလို့မရဘူးပေါ့နော်စလိုးချိန်လို့ရှိရင်လဲသူ့ရဲ့ဂိတ်ကိုအတိအကျချိန်ရတာပဲဖြစ်ပါတယ်ရမ်းပြီးတော့မလုပ်စီခြင်းမဟုတ်ဘာဖြစ်လို့လဲဆိုတော့ဒါတွေကအခုလိုလေတကားရဲ့လိုတာတဲ့ပုံနေလဲစင်ပြေဘူးပေါ့နော်ဒါဆို1800လောက်ဖြစ်နေတာပေါ့နော်ဒီမှာကျွန်တော်စနှုံချင်းလိုက်မှာပေါ့နော်အဲကြောင့်ကျွန်တော်ကပန်လဲပြီးတော့တေရှာလေးလဲ1300 1400 1500 1600ဝန်းကျင်ချိန်လို့ရတယ်ပေါ့နော်ကျွန်တော်တေးသေးချာချာလေးလဲလုတ်ပေးလိုက်တယ်ဒါဆက်ထိုးပြီးတော့သူ့ရဲ့ data ကိုကြည့်ပြဖြစ်ပါတယ်ဆက်မထိုးဘဲနဲ့လဲမီတာတစ်လုံးနဲ့လဲကြည့်လို့ရပါတယ်ဒီကဆက်ရှိရင်တော့ပိုကောင်းတာပေါ့နော်အဆင်ပြေပြေလေးနဲ့အလုံးမြန်ပြီးမြောက်တာပေါ့နော်ဒါကတော့ကျွန်တော်မူရှိန်တာပေါ့နော်မူရှိန်တာမူလဲရှိန်ပြီးသွားပြီဆိုတော့ကျွန်တော်ဒီမဲ့နှုတ်ကြည့်ရပါတော့အားလုံးလည်းအဆင်ပြေသွားပြီပေါ့နော်နှိုးကလည်းတော်တော်လေးခက်ခဲမှုလည်းမရှိတော့ဘူးဘာမှ